ဘုဒ္ဓဗုဒ္ဓရာမြတ်စွာဘုရားလက်ထက်မှာလူဘဝဖြစ်ရတော်လည်းပဲဒီဓမ္မဒိဏအမျိုးသမီးအလောင်းလျာလေးဟာသူတစ်ပါးရဲ့ကိစ္စဝိစ္စတွေကိုဆောင်ရွက်လုပ်ကင်ပေးရတဲ့အလုသမားဘဝဖြစ်ရတယ်ပစ္စည်းဥစ္စာမရှိသည့်အတွက်ကြောင့်အိတ်တဲ့အိမ်မှာအလုပ်ကိစ္စများကိုလုပ်ကင်ပြီးတော့နေရတယ်သို့တော်လည်းပဲသူ့မှာဉာဏ်ပညာထက်မြက်ခြင်းဆိုတဲ့အရည်အသွေးနဲ့ကိုချင်းတရားကောင်းမွန်ခြင်းဆိုတဲ့အရည်အသွေးနှစ်ခုသူ့မှာရှိတာတွေ့ရတယ်တထေးအိမ်တဲ့အိမ်မှာအလုပ်လုပ်ရင်ထိုခေတ်ထိုကာလတုန်းကရေချိုးဖို့တို့သုံးဖို့တို့ဆိုတာမြစ်ကိုသွားပြီးတော့ရေခတ်ကြရတယ်ဒီနေ့တော့သူမြစ်ကိုရေကဆင်းရဲနဲ့ဘုဒ္ဓဗုဒ္ဓရာမြတ်စွာဘုရားရဲ့လက်ဝဲတော်ရန်အကသာဝကရှင်သူဇာတာတဲ့အဲ့ဒီမထေနဲ့လမ်းမှာပက်ပင်းမှာကြုံတွေ့ရင်ရေကသွားရင်စားဖို့ဆိုပြီးတော့ယူလာတဲ့မုတ်ကောင်းတော့ကောင်းမဲ့မုတ်တော့မဟုတ်ပါဘူးခုခေတ်အိန္ဒိယနိုင်ငံမှာဆိုဘရိုဒီဆိုတဲ့မုတ်ဂျုံကိုပြပြီးတော့กินထားတဲ့မုတ်မျိုးအဲ့ဒီမုတ်ကတခါတရံသူတို့ခပိုက်ထဲမှာတို့အဝတ်ထဲမှာညှက်ပြီးတော့ယူလာလမ်းမှာအစာပြေစားဖို့ဆိုယူလာတဲ့မုတ်လေးတရားတရားပေါက်ပြီးတော့အဲ့ဒီမထေမြတ်ဆုံးကံဝင်လာတာတယုတသိလက်စုံမှုတ်ပြီးတော့သူ့မုံလေးကိုလှူလိုက်တယ်လှူလိုက်တဲ့အခါကျတော့မထေမြတ်ကလည်းဒီမျိုးသမီးလေးကိုချီးမြှောက်တဲ့အနေအားဖြင့်မကတ်ခံတဲ့နေရာမှာပဲတင့်တော်တဲ့နေရာလေးထိုင်ပြီးတော့အဲ့ဒီမုံကိုဖုံးပေးသုံးဆောင်ဝမ်းသာလိုက်တာသူလှူတဲ့မုံလေးကိုဖုံးပေးတယ်ဆိုပြီးတော့ဝမ်းသာရုံနဲ့မကဘူးဒီမုံကလေးတစ်ချက်နဲ့တော့ဒီမထေမြတ်ဝမှာမဟုတ်ဘူးဆိုပြီးတော့အိမ်ကိုပင့်လာတယ်အိမ်ရောက်တဲ့အခါကျတော့သူ့ရဲ့အလုရှင်အိမ်ပိုင်တထေးကြီးကလည်းတရားတရားကောင်းသူဖြစ်တော့ဒီမျိုးသမီးတွေပင့်လာတဲ့သူဇာတာမထေကိုအိမ်မှာဆွမ်းခဲဝဲဘောဇဉ်ချိုးချင်းရတာဖြားဖြားလေးဆက်ကလှူဒန်းလို့အဲ့ဒီဓမ္မဒေနာလောင်းအမျိုးသမီးလေးကိုကျေးဇူးတင်တဲ့အနေနဲ့အစိကံအဆင့်ကနေပြီးတော့ချွေးမအဆင့်ပေးထားတယ်တဲ့ချွေးမအဆင့်ဆိုတော့သူကအလွန်အဆင့်မြင့်သွားပြီပေါ့အဲ့ဒီချွေးမအဆင့်ပေးလိုက်တဲ့အခါကျတော့စတဲ့တဘိုးတိုးပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ငကိုယ်တည်းကအသိဉာဏ်ထက်မြက်သူကိုချင်းတရားကောင်းသူဖြစ်တော့မြတ်စွာဘုရားအကြောင်းတော်သွားလို့တရားဓမ္မနာဒီနေ့တော့မြတ်စွာဘုရားကတရားဟောပြောတဲ့နေရာမှာထူးချွန်ထက်မြက်တဲ့အမျိုးသမီးဘိက္ခုနီတူဦးကိုဧတရက်ဘွယ်သူဖြင့်ချီးကျူးမြောက်စားနေတာပရိသတ်ထဲမှာတွေ့ရတော့အမတန်မှအားကြတယ်အားကြလို့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုပင့်ပြီးအလှကြီးတန်းကြီးလုပ်ပြီးတော့အဲ့ဒီဘိက္ခုနီမမျိုးဖြစ်ပြရစေလို့ဆုတောင်းတယ်ဒါကိုလိုချင်တဲ့ဆုတစ်ခုကတော့တောင်းတဲ့တယ်လို့ဒီလိုဆိုတယ်နော်ဆုတောင်းမှုမရှိဘူးဥပမာပဲဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုဆိုတော့နိဗ္ဗာန်ကိုပဲဆုတောင်းတာတော့နိဗ္ဗာန်ရမှာတော့သိချတယ်ဘယ်ဘဝနဲ့ရမယ်ဆိုတော့မသိချဘူးဆုတောင်းတော့မယ်ဆိုလို့ရှိရင်တော့လိုအပ်တဲ့ရည်ချင်းတွေကတော့တတ္တာရှိဖို့လိုတယ်သီလရှိဖို့လိုတယ်သုတဆိုတာရှိဖို့လိုတယ်စာခဆိုတဲ့ဆွမ်းလွတ်မှုရှိဖို့လိုတယ်ပညာဆိုတဲ့အသည့်ရှိဖို့လိုတယ်
အဲ့ဒီတရား၅ပါးပြည့်စုံပြီဆိုလို့ရှိရင်ဘဝတစ်ခုဌာနတစ်ခုဆူတောင်းတဲ့နယ်လို့ထေရဆရာကြီးကဆိုထားတယ်အကယ်၍ဆူမတောင်းဘူးဆိုရင်ဘဝတို့ဂတိတို့မမြဲဘူးတဲ့ဖြစ်ချင်တဲ့ဘဝဖြစ်မှာပဲသို့တော့ကောင်းတဲ့ဘဝတော့ကုသိုလ်ကြောင့်ဖြစ်မှာတော့သိကြတယ်ပေါ့အဲကြောင့်ဥတည်ချက်ကလေးတစ်ခုနဲ့ဆူတောင်းတဲ့နယ်ပေါ့နိဗ္ဗာန်ဆိုတာကတော့ရေပုံရအပြင်ဆူတောင်းတဲ့ဟာတစ်ခုဘယ်ဘဝနဲ့နိဗ္ဗာန်ရမှာမသိဘူးလေလူဘဝနဲ့ရမှာလားနတ်ပြည်မှာရောက်ပြီးရမှာလားဗြဟ္မပြည်ရောက်ပြီးရမှာလားဆိုတာမသိကြဘူးပေါ့ရတော့ရမှာပဲသို့သောကိုလိုချင်တဲ့ဘဝလေးတစ်ခုကနေပြီးတော့ယက်တည်ပြီးနိဗ္ဗာန်ကိုသွားမယ်ခုနပြောတဲ့အည်အသွေးတွေရှိပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဆူတောင်းမှုကပြည့်တယ်လို့ဒီလိုဆိုတာအဲ့တော့သူကထူးခြားတဲ့ဆုလေးပါတောင်းလို့ဆိုဟောဒီဘိက္ခုနီမလို့နောင်ဖရာတဆူမှာဓမ္မဂတိကရဣတရေရပြီးတော့ကျွတ်တန်းဝင်ရပါလို့ဆိုဒီဆုတောင်းတာဆိုတော့သူလူဘဝနဲ့ကျွတ်တန်းဝင်ခြင်းနဲ့ဆုပဲဒီဆုကတော့နော်တာမန်နိဗ္ဗာန်ရဲ့လို့ဒီလိုတောင်းတာမဟုတ်ဘူးအဲ့လိုတောင်းလိုက်သည့်အတွက်ကြောင့်ပွင့်ပွင့်လင်းလင်းဆုတောင်းတာပေါ့ကိုယ့်ရဲ့ဥတည်ချက်တစ်ခုလေးကတော့ရှိထားတဲ့နဲ့ပေါ့အေးဒီမျိုးသမီးတွေကဒီလိုဆုတောင်းလိုက်တဲ့အခါကျတော့ဘုရားဗုဒ္ဓရာမြတ်စွာဘုရားကအနာဂတံသလို့ခေါ်တဲ့ဝေးလံတဲ့အနာဂတ်တစ်ခုကိုမှတ်မြော်ပြီးတော့မြင်နိုင်တဲ့အဘိညာဉ်ဉာဏ်နဲ့ချိလိုက်တဲ့အခါကျတော့ဒီကနေ့လုပ်တဲ့ကုသိုလ်ရဲ့အရှိန်အဝါဒီကနေ့လုပ်တဲ့စေတနာစွမ်းအားတွေစုပန်မှုတွေဟာဘယ်အထိအောက်ရောက်သွားနိုင်တယ်လဲဆိုတာကိုကြည့်လိုက်တဲ့အခါကျတော့ဂေါရမမြတ်စွာဘုရားရဲ့လက်ထက်မှာသူ့ဆန္ဒတွေပြည့်လိမ့်မယ်ဆိုတာကိုမြင်တယ်